သင်စူးစူးဖူးပါသလားအသားမှစူသောစူစိတ်မှစူသောစူညီကဲ့သို့စူမျိုးဖြစ်စေလူတိုင်းဘဝ၏တစ်ချိန်ချိန်မှာတော့စူးစူးဖူးကြလိမ့်မည်ထင်ပါသည်အသားထဲနင်းဝင်သွားသောစူကလေးသည်တေးသေးလေးပဲဖြစ်ပါစေသေးပင်သေးတော်ညာအောက်တက်တက်နှင့်အခမ်းရခက်လာ၏ထို့အတူစိတ်မှစူသည့်စူကလည်းဖွားဖွားလေးပင်ဖြစ်စေအောင်မြက်တက်တက်နှင့်အခမ်းရခက်သည်ပင်စူးစူးလျင်သင်ပါလို့မည်နည်းသေးငယ်သောစုကလေးသည်ခွဲစိတ်ထုတ်ရသောအခြေအနေမဟုတ်တော့လေဒီအတိုင်းထားလျင်တော့ထိလိုက်မိတိုင်းတမျက်မျက်နှင့်အချိန်ကြာလျင်တော့အသားထဲမှအလိုလျောက်ဆွေးမြေပြောက်ကွယ်သွားပေလိမ့်မည်သို့တော်လည်းနာကျင်ခံခဲ့ရမည်တမျက်မျက်ကာလသည်ဘလောက်ကြာမည်မသိနိုင်သို့မဟုတ်တမျက်မျက်တန်ကိုကြာကြာမခံခြင်းပါကအနှစ်ထွင်းလိုက်ရင်တော့စူးစူးတာထက်နည်းနည်းပူနာကောင်းနားလိမ့်မည်စူးဖဲ့ပြီးသည်နှင့်တစစ်စစ်တံမခံရတော့ပဲချက်ချင်းရှင်းလင်းသက်သာသွားနိုင်မည်စူးဖဲ့မိလက်ကကျွမ်းကျင်မှုလုံလောက်ဖို့တော့လိုသည်ပေါ့မဖယ်တက်လျင်ပိုပြီးနေဝင်သွားနိုင်၏နက်နက်ရှိုင်းရှိုင်းစိုက်သွားစေနိုင်၏သက်သာအောင်လုပ်ခါမှယောဂပိုတိုးကအခမ်းရဆိုးနိုင်၏ထို့သို့သတိကြီးကြီးထားရမည်အရေးပါလာသောစူးဖဲ့လက်သည်ကျမကိုယ်တိုင်ဖြစ်လာရသောအခါ